မင်္ဂလာပါရှင်ဒီနေ့တော့ ED နဲ့ ING ပေါ့နော် adjective မှာ ED နဲ့ ING ကိုဘယ်လိုမှတ်မှတ်တင်သုံးသွားမလဲဆိုပြီးပြအောင်မှာဖြစ်ပါတယ်ဒီမှာဆိုရင် ED ဆိုတာပေါ့နော်ဒီ adjective ပေါ့နော် adjective ING ကဒီဘာ ING ကို adjective ပုံစံလေးနဲ့သုံးထားပါတော့ ED ဆိုတာ describe how people someone feel များသောအားဖြင့်ပေါ့နော်ဒီကလူတွေမှာသုံးတယ်ဒီနေ့ငါပြင်းတယ်ဆိုလို့ရှိရင်ခံစားချက်ပေါ့နော် feeling ဖြစ်တဲ့အတွက် I am bored right I am bored ဆိုတာတောင်းလာမှာအတိအဘယ်ဟာပြင်းစေရလဲ describe something that's called a feeling အတိခံစားချက်ပြင်းနေဆိုတဲ့ခံစားချက်ကိုဘာဖြစ်စေရလဲဆိုတော့ဒီစာအုပ်ကဖြစ်စေတာဒီစာအုပ်ကဆိုတော့ this word is boring right ing တုံးနောက်တစ်ခုကtired he is tired right he is tired သူပြင်ပန်းနေတယ်သူကဘာကိုပြင်ပန်းစေရလဲဆိုတော့ဒီအလုပ်ကနေပြင်ပန်းစေရတယ် right he is seeing the class when will be cut off for today right ဒီနေ့အတိုင်းကဒီနေ့အလုပ်ကဘေးချိန်မှာ similar သူနာယူကြည့်ဘာလို့လဲဆိုတော့ဒီအလုပ်ကနေသူမြင်9နိုင်မြင်ထိုးခြင်းနေအလုပ်မြင်ဆင်းခြင်းနေပေါ့နော် this was a tiring causing the feeling right feeling ဖြစ်စေအဲ့တကူက1နေတယ် sad she is sad သူ1နေတယ်မြေဘာက1နေရလဲဆိုတော့ movie က1နေရ it is a sad movie right sad movie it is a sad movie SAD says ကို SAD says ဆိုတာ adjective ပေါ့နော်အဲ့ဒီ adjective ကို feeling နေလဲတောင်းတယ်အပြီးကဒီ movie ပေါ့နော်ဒီ movie ဆိုရင်ဘယ်လို movie လဲဆိုတော့ it's a sad movie ဝမ်းနဲ့ဆရာကောင်းတဲ့ movie ဆိုပြီးတော့ causing the feeling ပေါ့နော်ခံစားချက်ကိုဖော်ပြတဲ့နေရာမှာတုံးတယ်ဒီမှာဆို use ed to describe a person emotion or feeling ဆို ed ဆိုတာလူတစ်ယောက်ရဲ့ခံစားချက်တွေလူတစ်ယောက်ရဲ့ emotion တွေဖော်ပြတဲ့နေရာမှာ ed ကိုတုံးတယ် use ing to describe something that's called a feeling ဆိုတာ ing ဆိုတာကျတော့အတီးအရာတစ်ခုကပေါ့နော်အရာဝတ္ထုတစ်ခုကဒါမှမဟုတ်လို့ရှိရင်အခြေအနေတစ်ခုကကိုယ့်ရဲ့ feeling ပေါ့နော် feeling ခံစားချက်ကိုဝမ်းနည်းစေတယ်ပျော်ရွှင်စေတယ်ပင်ပန်းစေတယ်ပြင်းစရာကောင်းစေတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ဘာလို့တောင်းပါလဲဆိုတော့ ing ကိုတောင်းပါအတိအကျကို is a person it describe how they feel use ed if it is a thing or situation and it's called the feeling use ing okay bye bye